ဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်စေရအနေအထားတွေနဲ့တွားနေကြရတာပါမတူပဲဖြစ်ဟုတ်လားအဲ့ဒါဘုန်းတော်ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းလို့လားဘာကြီးဘလို့ဖြစ်လို့နေဘလို့လောကရန်နဲ့ပဲတွေ့စင်ပြေတာတွေဘလို့ပဲဖြစ်အစင်မပြေတာတွေဘလို့ပဲဖြစ်သူဘာဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းတို့ဒီဒေသနာလေးကိုအမိပြုပြီးတော့မွေးမြူဖို့ဘုန်းတို့ကြိုးစားအားထုတ်မယ်ဆိုရင်အများကြီးအကျိုးရှိမယ်ဒါကိုပြောရင်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကတခါကြီးခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိဘာမှဆက်ပြီးတော့မြတ်စွာဘုရားအမိန့်မရှိတော့အဲ့တော့တခါကြီးကလည်းသဘောကျတယ်ဒီဒေသနာလေးဒီအဆုံးအမလေးအသက်ကြီးတဲ့လူဆိုတော့ပို့ပြီးတော့ခံစားချက်ကလည်းရှိနေမယ်ပေါ့နော်အမြဲတမ်းခန္ဓာကိုယ်ကြီးကနားနေတယ်အရှင်မပြေမှုတွေအမြဲတမ်းကြုံနေတယ်ဘလို့အရှင်မပြေမှုတွေနဲ့ပဲကြုံစိတ်ကိုတော့မထိခိုက်စေရဘူးစိတ်ကိုတော့အရှင်ပြေအောင်ထားမယ်ခန္ဓာကိုယ်ကြီးကတော့တခါတလေဘုန်းဘုန်းတို့ဘလို့ပဲကြိုးစားအရှင်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်